ဒီရပိုင်းမှာမျက်နှာဖုံးတက်တာတဲ့နေကြတယောက်ကဇာဝူဇာကိုအဲ့ဒီနဲ့ပြစ်ပြီးတက်လိုက်ပါတယ်။ရက်ခတ်ပူပူနဲ့မျက်နှာကိုမတ်တက်ထားတာကတော့ဟာကူလို့ခေါ်တဲ့မြူနေရရဲ့နောက်ရောက်ခံနေကြတယောက်ဖြစ်ပါတယ်။နောက်ရောက်ခံနေကြဆိုတာရွာအတွက်အန်ရီယများတဲ့တစ်စစ်ဖောက်ဝေယံပြီးတွေကိုနောက်ရောက်ခံလိုက်ပြီးတိတ်တဆိတ်လောက်ချန်တက်ဖျက်ရပါတယ်။သူတို့တွေကပေးရတဲ့မရှင်တွေကိုဘယ်တော့မှမကြရှုံးပဲဘာကိုအရေးတွေကနဲ့ကာကွယ်ကြတဲ့သူတွေဖြစ်ပါတယ်။ဇာဝူဇာလိုရွာရဲ့တစ်စစ်ဖောက်နေကြတွေကိုနောက်ရောက်ခံနေကြတဲ့အမြဲလိုက်နေတာကထူးဆန်းတဲ့ကိစ္စမဟုတ်ပေမဲ့နောက်တူကတော့ဇာဝူဇာလိုတန်မာတဲ့လူတယောက်ကိုသူ့ရဲ့ကလေးတတလူတယောက်ကတက်လိုက်တာမို့လို့ဇာဝူဇာဘက်ကနေကြိတ်မနိုင်ခဲမြတွေဖြစ်နေပါတယ်။မျက်နှာဖုံးတက်တာတဲ့နောက်ရောက်ခံနေကြကလည်းဇာဝူဇာကိုလိုက်တက်ဖို့ကြိုးစားနေတာကြပြီးမို့လို့အခုလိုကိုကြီးတာကျေးဇူးတင်ကြောင်းပြောပြီးဇာဝူဇာရဲ့ခန္ဓာကိုယ်ကိုသူယူသွားတော့မယ်လို့ပြောပြီးယူသွားပါတယ်။အိစားတွေအလုံးရှင်းသွားတာမို့လို့ထာဆူနာရဲ့အိမ်ကိုတောက်ဖို့လုပ်နေတဲ့အချိန်မှာပဲခါခါရှိကရှရင်ကအသုံးလို့လာတာမို့လို့မိလေသွားပါတယ်။မိလေသွားတဲ့ခါခါရှိကထာဆူနာရဲ့အိမ်မှာပြန်သတိရလာပါတယ်။အမှုလို့ခေါ်တဲ့နောက်ရောက်ခံနေကြတွေကို body eraser လို့လည်းခေါ်ပြီးသူတို့တွေကလူတယောက်ကိုလှုပ်ကြံတက်ဖြတ်ပြီးသွားရင်အသက်ခံလိုက်ရတဲ့နင်ဂျာရဲ့ခန္ဓာကိုယ်ကနေအရေးကြီးတဲ့သတင်းအချက်လက်တွေနဲ့သူတို့လိုအပ်တဲ့အချက်လက်တွေကိုယူပြီးဘာတဲလုံးစမှမကြံအောင်အလောင်းကိုတစ်ခါတည်းဖျောက်ရပါတယ်။ဥပမာပြောပြရရင်ခါခါရှိတဲ့အသက်ခံလိုက်ရမှဆိုရင်သူတို့ကရှရင်ကန်ကိုယူသားပြီးအလောင်းကိုဖျောက်လိုက်ကြမှာဖြစ်ပါတယ်။တစ်ဖက်ကအသက်ခံလိုက်ရတဲ့ဇာဝူဇာကလည်းမသိသေးပဲမျက်နှာဖုံးနဲ့နင်ဂျာကလည်းဇာဝူဇာရဲ့လူဖြစ်နေပါတယ်။ဟာကူကဆေးပညာမှာတုံးတဲ့အတွေကိုတုံးပြီးခဏသာအသက်မဲ့သွားအောင်လုပ်လိုက်တာပဲဖြစ်ပါတယ်။နောက်တို့ကအိမ်နေတဲ့ခါခါရှိယမတ်ကိုချုပ်ဖို့လုပ်နေတဲ့အချိန်မှာပဲခါခါရှိကလက်လို့လာပါတယ်။ခါခါရှိကဇာဝူဇာတည်သွားတာတော့ဘာလို့မကောင်းတဲ့ခံစားကြရနေတာလဲလို့တွေးရင်းနဲ့ပဲနောက်တို့မန်က volume 2 chapter 16ကအဆုံးသတ်ထားပါတယ်။ Animal လောကမှာရောမန်ကလောကမှာပါတော်တန်စီရင်နဲ့ပါတဲ့နောက်တို့စီးရီးယာဆိုရင်1999ခုနှစ်မှာစတင်ထုတ်ဝေခဲ့ပြီး volume 82ခုနဲ့ chapter ခွဲပေါင်း900ထိပါဝင်ပါတယ်။အဲ့လိုခန်းနာကြီးကျယ်လာတဲ့နောက်တို့မန်ကကိုမြန်မာဘာသာပြန်ပြီးဗီဒီယိုလေးတွေနဲ့လုပ်ပြီးနေ့စဉ်သင်ပေးသွားမှာမို့လို့ကျွန်တော်တို့ရဲ့ Ninja Justice Arena YouTube channel နဲ့ Facebook page တွေမှာ like and subscribe လေးလုပ်ပေးသွားဖို့တောင်းဆိုချင်ပါတယ်။ဗီဒီယိုလေးတွေကိုတဘောချနဲ့တက်တယ်ဆိုရင် share လေးတွေနဲ့ပါကူညီသွားလို့ရပါတယ်။ပြီးခဲ့တဲ့ပိုင်းမှာအေးရကနေသတိရလာတဲ့ခက်ခါရှိကစိတ်ထဲမတင်မကြတွေဖြစ်နေပါတယ်။ပုံမှန်ဆိုရင်အမ်မူတွေကသူတို့အလုပ်ပြီးသွားရင်အလောင်းကိုတစ်ခါတည်းမီးရှို့ဖျက်ဆီးခဲ့ကြတာဖြစ်ပြီးသူတို့အလုပ်ပြီးကြောင်တက်တည်ပြဖို့လိုရင်လည်းခေါင်းကိုဖျက်ယူသွားလို့ရပါတယ်။ပိုတူးစံနာကဇာဝူဇာကိုတက်ဖို့တုံးသွားတဲ့အတွေကတာမန်အလီတွေဖြစ်နေပါတယ်။ခါခါရှိလဲဖြစ်နိုင်ခြေရှိရတဲ့အားလုံးကိုဆက်ဆက်စဉ်းစားပြီးတဲ့နောက်မှာဇာဝူဇာအသက်ရှင်နိုင်သေးကြောင်းပေါက်ချက်ချလိုက်ပါတယ်။ဇာဝူဇာမတည်နိုင်သေးဘူးဆိုတာသိသွားတဲ့နောက်တို့လည်းပျော်နေပြီးခါခါရှိကကြိုတင်ပြင်ဆင်မှုတွေလုပ်ထားကြမယ်လို့ပြောပါတယ်။ 7ကိုလေ့ကျင့်မိမယ်ပြောတော့ကြောင်ကြီးကရှရင်ကန်နဲ့တော့ခက်ခက်ခဲခဲတိုက်ခဲရတဲ့နင်ဂျာကိုနိုင်မမလားမေးတော့ခါခါရှိကသူတို့အခက်ခဲကြုံနေတဲ့အချိန်မှာနောက်တို့ကသူတို့ကိုကယ်ခဲ့တာမို့လို့အားလုံးကတဖြည်းဖြည်းတူတက်ကြလာပြီလို့ပြောပါတယ်။အဲ့ချိန်မှာပဲအိမ်ထဲကိုအီနာရီလို့ခေါ်တဲ့ထာဆူနိုင်ရဲ့မြီးလေးရောက်လာပါတယ်။သူ့ကိုကြည့်ရတာတခုခုကြောင့်စိတ်တိခိုက်နေတဲ့ပုံပေါ်ပြီးနင်ဂျာတွေကိုလည်းအယုံကြည်မရှိပုံရပါတယ်။သူကနာရူတိုတို့ကိုဘယ်လောက်လေ့ကျင့်တဲ့ဂါတိုကိုတော့နိုင်မှာမဟုတ်ဘူးလို့ပြောပါတယ်။နာရူတိုကလည်းသူကတရက်ကျရင်ဟိုကာကဲလို့ခေါ်တဲ့ဘယ်သူမှမရှင်နိုင်တဲ့သူရဲကောင်းတယောက်ဖြစ်လာမယ်လို့ပြောတော့အီနာရီကသူရဲကောင်းဆိုတာတကယ်မရှိဘူးငတုံးလို့ပြောလိုက်လို့နာရူတိုကကလေးကိုတော့အလွတ်မပေးပဲဘောက်ချဆုံးမယ်တကယ်လုံနေလို့ဆာကူရာကဆွဲနေရပါတယ်။အီနာရီအခန်းထဲဝင်သွားတော့နာရူတိုကဘောက်ချဆုပ်ဖို့လိုက်သွားပြီးခန်းရှိရောက်မှာတော့ခန်းထဲကအီနာရီရဲ့ငိုတန်ကိုကြားလိုက်ရတော့နာရူတိုလည်းပြန်ထွက်လာခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ခါခါရှိကသူတို့ဘက်တွေကိုခြားကရာအကြောင်းပြောတော့အတန်းထဲမှာစာသင်ရင် brother လို့အမြဲတမ်းအိမ်နေတဲ့နာရူတိုကဘာကြီးလဲပြန်မေးနေရပါတယ်။အခြားနေရာတွေမှာဆိုအသုံးမဝင်ပေမဲ့လူများကိုဆရာကြီးလုပ်ရမယ့်နေရာမှာဆိုထိတ်ဆုံးမှရှိတဲ့ဆာကူရာကဆရာဝန်လုပ်ပါတယ်။ခြားကရာဆိုတာချစ်စုတစ်ခုလှုပ်ဆောင်တဲ့အခါမရှိမဖြစ်လိုအပ်တဲ့အရာဖြစ်ပြီးခန္ဓာကိုယ်ထဲမှာရှိတဲ့ရုပ်ပိုင်းဆိုင်ရာဆွမ်းအားနဲ့စိတ်ဝိညာဉ်ဆွမ်းအားတို့ကိုပေါင်းစပ်ပြီးလက်သင်္ကေတတွေကိုသုံးရတာဖြစ်ပါတယ်။သင်္ကေတကတော့တစ်ခုလိုဖြစ်ပြီးလက်သင်္ကေတမှန်မှလိုချင်တဲ့ချစ်စုကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။လူတစ်ယောက်ချင်းစီပုံမူတည်ပြီးမီးရေလေးမြေပျက်စီးဆိုတဲ့မတူညီတဲ့ခြားကရာမျိုးစားတွေရှိပြီးခြားကရာကိုထိန်းချုပ်ပြီးလိုအပ်တဲ့လောက်ပဲထုံသုံးရမှာဖြစ်ပါတယ်။ခြားကရာပမာဏထုတ်လို့မိတာနဲ့ရင်လည်းထိရောက်မှာမဟုတ်ပဲခြားကရာပမာဏအများကြီးထုတ်လို့မိရင်လည်းသေမှာဖြစ်ပါတယ်။အဲဒါကြောင့်ခါခါရှိကခြားကရာထိန်းချုပ်သက်လာအောင်တစ်ပစ်တန်လေ့ကျင့်ရမယ်လို့ပြောရင်းနဲ့ပဲနောက်တို့မန်က volume 2 chapter 17ကအဆုံးသတ်ထားပါတယ်။